မမနော်မှာရင်းမပင်ပဲရောက်ဘူးလားအညာဒေတာကိုချစ်လာပါတယ်ဆိုတဲ့မမဒီအရက်မှာထွက်တဲ့နေကအပူပူကဲတာကိုကြုံဘူးမှာပဲအတေချာတည်လိမ့်မယ်ပေပင်ကုန်းထန်းတော်ကုန်းထနောင်ကုန်းကျွန်တော်တို့အညာသားတွေမှာမွေးရပါလူဖြစ်ရှုံးရပါတယ်ဒါတွေကုန်လုံးလဲကြုံဘူးမှာပဲအသေးချာတည်လိမ့်မယ်မမနုံမကိုလာခေါ်ပြခြင်းတဲ့ကျိုးမွဲတွေကျိုးပလောက်မဲကြောင်းကျွန်းသက်ရှိတဲ့ကျက်သွန်တွေအကြောင်းရက်လွန်နေတဲ့ဘဲငပိတွေအကြောင်းတောက်ကြောင်မကောင်းဘဝမှာထထဆဲရကောင်းမှန်းတော့မသိတဲ့အညာတာလူလိမ္မာတွေအကြောင်းနောက်ပြီးကျွန်တော်တို့ဘလောက်ချစ်တတ်ကြောင်းကျောင်းတရားမဲ့ရွယ်မှာဒိုးကျောင်းစိတ်ကျောင်းတိတ်တဆိတ်ပဲအိုဟောင်းအတက်ကြီးပြီးကဘာကျော်အိမ်မက်ကြီးတွေမက်ခွင့်မရပဲပြီးသွားတဲ့ဘဝတွေအတားမဲမဲတနခါပဲကြားတဲ့ညာတို့မကလူတွေအမြင်မှာဘလောက်လှမယ်လို့အထင်ခံရမလဲဖြူဖြူစင်စင်ရိုးအားတဲ့ခတ်တုံးတုံးဘဝတွေမရကျင်တော့ဘူးမမနုံမမြင်မှုကျင်တဲ့လက်ပံပွင့်တွေလိုပဲဆွန့်လွန်ရတဲ့အညာသားတွေရဲ့တွေ့လဲရဲပါတယ်တနတ်နဲ့အတေးလိုက်ပြစ်နေတဲ့ကောင်တွေကိုခဲနဲ့ပြန်ပေါက်ဖို့မကြောက်မလန့်ပြေးသက်သွားတဲ့ဘဲကြီးတွေအတောင့်လိုက်ဆွဲတဲ့ဂန်းတွေကိုလက်လုံတူမီနဲ့ခံပြစ်ရဲတဲ့ကောင်တွေယူးကြောင်ကြောင်တက်တီခဲတွေပါပဲတနတ်ဆိုတာကြီးတကယ်ထွက်တလားတရင်ကျွတ်မှာဖောက်တဲ့ဗျောက်တန်လောက်ပဲကြားဘူးတဲ့အညာသားတွေပါမုံရွာမှာလူတွေတည်နေပြီတဲ့29ရက်နေ့မှာလာရမြရွာတပိတ်စစ်ကြောင်းတွေအကုန်ဖြူခံရတော့ကကျိုးဖို့လိုအိတ်တလုံးနဲ့ကော်တီတပလင်းကိုင်းပြီးရှီဆုံးကပြေးခဲ့တဲ့ကောင်လေးကကျွန်တော်ပါအမီအစုပ်တွေအဟုတ်ဒေတာမှန်တီးခဲ့မှာကျွန်တော်တို့ချစ်ရတူတွေမှာအပေါက်တွေကြီးပဲအဲ့ဒီအပေါက်တွေကြောင်းပဲတောက်တခေါက်ခေါက်နဲ့ငိုနေရတယ်မမနော်မလာရင်ဖိုးချမ်းလန်းကိုလိုက်ပြမယ်ရမားချောင်းတစ်ဖက်ကန်းကအလုံးလိုက်ပြောက်သွားတဲ့ကြီးစင်တောင်ဘက်လည်းလိုက်ပို့ပေးမယ်အရှိုက်ကိုထိမဲ့လေးခွက်တီးဖို့ဆိုဂီတာကိုကျိုးကြီးတတ်ဖို့မလုံးမှန်းမမနော်မအတေချာတည်သွားလိမ့်မယ်တန်ဖိုးနဲ့ညာသားတွေပါတကယ်တက်ရဲလို့လေတကယ်တည်ရဲခဲ့ကြပါပြီလူမဆန်တဲ့ကောင်တွေကိုတက်ဖို့စံထွက်တဲ့လေခွက်တွေရောင်းပြီးတနက်ဝဲလိုက်တဲ့ဦးကြီးတွေရာတော်တွေကဒိုင်းနမိုက်တွေတတိုင်းတိုင်းနဲ့မိုက်တဲ့ဒိုင်းနမိုက်တွေပါပဲတန်ဖိုးနဲ့ညာသားတွေပါ refugee ဘဝနဲ့ဘယ်နိုင်ငံကိုမှထွက်ပြေးခုံလုံးခွင့်ရမှာမဟုတ်ဘူးလွတ်တော်မှဖြစ်ချင်လို့တနက်ကင်နေတာလည်းမဟုတ်ဘူးတောက်လို့ရှုပ်တဲ့နိုင်ငံရေးတွေလည်းနားမလည်ဘူးနိုင်တဲ့လောက်နဲ့ပြန်ခံချဖို့ကလွယ်ကြံတာလဲစိတ်မဝင်စားဘူးဖိနှိပ်မှုကိုငုံမခံလို့ပုံကြွတဲ့တပုံလူဒန်းစားစစ်စစ်မမနိုမှာတိတ်ချစ်ပါတယ်ဆိုတဲ့အညာဒေတာမှာအခုဆိုရွာတွေပြည့်ပြီးပြေးနေကြရပြီရွာဦးဘုံကြီးကျောင်းမှာစစ်တပ်တဆွဲထားလို့ဘယ်သူမှဆွမဖို့ရဲတော့ဘူးအိမ်အလုံးလိုက်တွေမြင်းမြိုက်ခံရဆိုးလိုက်တဲ့ဘဝအခြေအနေတန်ဖိုးနဲ့ညာသားတွေပါရာဆောင်သေးတဲ့ကနွားကြောင်သားလေးပြစ်တက်ခံရတာရောခင်တန်းဘက်ကတနတ်တန်တွေအကြောင်းရောတမာပင်တွေထမ်းမင်တွေပေါ်ကလောင်ချကြည်ရတွေအကြောင်းရောနောက်ကနေတရက်ဆက်လိုက်ပြစ်လို့ဖနှက်ကျွတ်အောင်ပြေးခဲ့ရတဲ့ကောင်တွေအကြောင်းရောရွာထဲကိုစစ်တပ်ဝင်မဲ့ကြားတိုင်းပြေးလွှာနေကြရတဲ့အညာကအဘွားကြီးတွေအကြောင်းရောညကင်းပုံဝင်ရတဲ့အခါမမနော်မကိုချမ်းချမ်းစီစီလွမ်းမိတည်တဲ့အကြောင်းရောအဆုံးပြမမနော်မသဘောကျတဲ့အညာဒေတာမှာဖြစ်ပျက်တဲ့များတွေကိုပြောပြဖို့ဒီကဗျာကိုရေးလိုက်ပါတယ်မမနော်မ
ရမပင်နဲ့ပဲရောက်ဘူးလားလို့မေးကြည့်တော့ဟင်းတဲ့အစင်ပြေရင်ကျွန်တော်မနေချင်တော့တဲ့အရက်ကိုအလေအပတ်ခေါ်ကျင်တယ်ဗျာကဏီဘက်မှာလေချောင်းနဲ့ပါပြစ်တယ်တဲ့ကျွန်တော်တိတ်စိတ်ညစ်တာပဲဘာပဲဖြစ်ဖြစ်မမနော်မာကိုတိတ်ချစ်ကြောင်ပြောပြမယ်အညာသားလေးကျွန်တော်လာအခေါ်ကိုမျောနေပါကြပြဆရာညံ့ညံ့